အခုလိုမျိုးဟောလို့အသေးနဲ့ကြီးနှစ်ချောင်းကိုထိတ်တိုက်ဆက်မယ်ဘယ်လိုမျိုးဆက်မယ်ဒီမှာကျွန်တော်ပြပေးမယ်ကျွန်တော်အရင်ဗီဒီယိုမှာတော့ကျွန်တော်ဟင်္ဂလန်တစ်ခုကိုကျွန်တော်ဆက်တာပြတာပေးဘူးလေဒီမှာကျတော့ဟောလို့နှစ်ခုကိုကျွန်တော်ဆက်တာတွေပြပေးမယ်အခုလိုမျိုးတွေနော်ထိတ်တိုက်ဆက်တာတွေပါမကြုံလာဘူးလို့ပြောလို့မရအောင်နော်ကြုံလာတက်တဲ့ဒါမျိုးတွေလည်းအသုံးဝင်လာနိုင်တယ်တစ်ချိန်ချိန်ကျရင်လောက်ကန်ခွင့်မှာဒါမျိုးတွေကအသုံးဝင်လာနိုင်ပါတယ်ဒီနောက်ကတော့ဒါတိုက်ကိစ္စမရှိဘူးကိုကတော့စစ်စေလို့ချိန်တော့လည်းစစ်စေလို့ပေါ့နော်တော်တော်လေးပဲဆိုရင်အခုလိုမျိုးတွေလုပ်လို့ရတယ်ကိုကစစ်စေလေးတွားချင်းနေဆိုရင်တော့အနောက်နည်းနည်းဝိုးတွားပြီးဖြစ်ပါโอเคဒီတောက်တွေဖြတ်ထုတ်လို့ရပြီโอเคဒါဆိုရင်ကျွန်တော်နေအရာပေးမယ်အရာပေးပြီးတော့ကျွန်တော်နေနည်းနည်းလေးခောက်ထည့်လိုက်မယ်စုလိုက်မယ်ပေါ့ကွာဒီဖက်တွေအကုန်လုံးစုမယ်စုပြီး spot တွဲပြီးတော့ခဏကအတေးနဲ့ taste ပြီးတော့ spot တွဲလို့ရပြီကိုကတော့ဝယ်ပြည့်စော်ပါနော်ဒီခောက်ထားတဲ့အရာပေးတဲ့နေရာမှာဝယ်စော်နိုင်တော့ခောက်ပါတယ်ပြီးရင်တော့ဝယ်ပြည့်စော်ပြီးတော့